6ရက်2လ2026အတွက်နောက်ဆုံးရဘောလုံးအားကစားသတင်းများအားလုံးပဲမင်္ဂလာပါရှင်ကိုဆိုစပေါ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးမယ့်သတင်းအကြောင်းအရာလေးကတော့ဘာစီလိုနာရဲ့နောက်ဆုံး18ပွဲမှာ16ပွဲအနိုင်ရပြီးတပွဲသာရှုံးနေထားပါတယ်တောက်ဂွာဒီယိုလာဟာမန်ချက်စတာစီးတီးမန်နေဂျာဖြစ်လာပြီးနောက်ပိုင်းပြည်တွင်းဖလားဘိုလိုပွဲကိုအများဆုံးတက်ရောက်နိုင်ခဲ့ပါတယ်မန်ချက်စတာစီးတီး9ကြိမ်ချယ်ဆီ8ကြိမ်မန်ချက်စတာယူနိုက်တက်5ကြိမ်တို့ပဲဖြစ်ပါတယ်ဆော်ဒီပရိုလီဦးဆောင်တဲ့အသင်းအေဟီလေအသင်းဟာအေအိုဒူအသင်းကိုစစ်စည်းနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာတိုက်စစ်မှုဘင်စီမာကဟက်ထရစ်သွင်းယူထားနိုင်ခဲ့ပါတယ်အဝေါ်စရာကောင်းတာကဒါကဘင်စီမာရဲ့ဒီယာဒီမှာအေအိုဒူကရှင်ပြိုင်ကစားခဲ့တဲ့ဒုတိယမြောက်ဟက်ထရစ်ကိုဖြစ်ပါတယ်ရီယယ်မက်ဒရစ်ကစားသမားဟောင်းဟာAED ရဲ့အသင်းအတွက်ရာသီဖွင့်ပွဲစဉ် AO2 နဲ့ရှင်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ3ခုသွင်းယူထားနိုင်ခဲ့ပါတယ်။မီတာလီကလပ်မီနီဆိုတာယူနိုက်တက်ဟာကိုလံဘီယာကွင်းလယ်ကစားသမားဂျိမ်းရိုရီကကိုလိုအေဂျင့်ဖြစ်ခေါ်ယူဖို့သဘောတူညီမှုကိုရရှိခဲ့ပါတယ်။တရားဝင်စာချုပ်များချုပ်ဆိုခြင်းမပြုမီနောက်ဆုံးသေးစိတ်ချက်လက်များကိုလက်ရှိမှာပြီးသက်နေရလို့သိရပါတယ်။တိုက်စစ်ကစားသမားနေမှာဟာဖေဖော်ဝါရီ9ရက်နေ့က34နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။သူ့ရဲ့ကစားသမားဘဝမှာစန်တိုအသင်းအတွက်253ပွဲမှာဂိုးနဲ့ဂိုးဖန်တီမှု218ကြိမ်ဘာစီလိုနာအသင်းအတွက်186ပွဲမှာဂိုးနဲ့ဂိုးဖန်တီမှု181ကြိမ် PSG အသင်းအတွက်183ပွဲမှာဂိုးနဲ့ဂိုးဖန်တီမှု198ကြိမ်ဘရာဇီးအသင်းအတွက်128ပွဲမှာဂိုးနဲ့ဂိုးဖန်တီမှု138ကြိမ်အေအီလေအသင်းအတွက်9ပွဲမှာဂိုးနဲ့ဂိုးဖန်တီမှု4ကြိမ်နဲ့စုစုပေါင်း948ပွဲမှာဂိုးပဝင်ပတ်သက်မှု938ကြိမ်ရရှိထားတယ်လို့ Fabrizio Romano ကဖော်ပြထားပါတယ်အသက်42နှစ်အရွယ်တိုက်စစ်ကစားသမားခရစ္စတီယာနိုရိုနယ်ဒိုဟာသူ့ရဲ့ကစားသမားဘဝမှာပွဲစဉ်ပေါင်း1302ပွဲကစားပြီးဂိုးနဲ့ဂိုးဖန်တီမှု1251ကြိမ်ရရှိထားပါတယ်။ဘာစီလိုနာဟာမာဂတ်ရက်ဖို့ကိုပြီးသက်ဝယ်ယူရမယ်ဆိုရင်မန်ချက်စတာယူနိုက်တက်နဲ့သဘောတူထားတဲ့ယူရိုတန်း30ကိုပေးချေခြင်းမှာမဟုတ်ဘူးလို့လာစာရဲ့ဖော်ပြချက်အရသိရပါတယ်။ခရစ္စတယ်ဘဲလီမန်နေဂျာကလက်ဆာနာကမာတီတာဟာနိုဝင်ဘာလကတည်းကဒုပြဿနာရှိခဲ့တာပါသူဆက်ကစားခြင်းနေတာကြောင့်ကျွန်တော်တို့စီမံခန့်ခွဲခဲ့ပါတယ်သူထွက်သွားခြင်းတယ်လို့ကျွန်တော်တို့ကိုပြောပါတယ် AC မီလန်ကသူ့ကိုအကဲဖြတ်ပြီးဂျိမ်းဖီလစ်ကိုမခေါ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်အကောင်းဆုံးဖြည့်ရှင်းချက်တွေကိုရှာဖွေဖို့အတွက်နောက်ထပ်အကဲဖြတ်မှုတွေပြုလုပ်သွားမယ်လို့လည်းဆိုပါတယ်ဆဲတဲ့အသင်းဟာအဆန်အောက်လိုက်ချန်ပါလေးကိုအလို့ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူနိုင်ဖို့နှိစက်နေပြီးတောက်ချာနေမှာပြီးသက်တော့မှာဖြစ်ပါတယ်လီဗာပူးကစားသမားဟောင်းနဲ့6လစာချုပ်သဘောတူညီမှုကိုရရှိခဲ့ပါတယ်ဇန်နဝါရီလမှာစာချုပ်ချုပ်ဆိုပြီးနွေရာသီအတွက် PFV တိုက်စစ်မှုရီကာနိုပီပီကိုခေါ်ယူဖို့ဖူဟန်အသင်းကဆွေးနွေးမှုတွေပြုလုပ်နေပါတယ်ဖူဟန်အသင်းရဲ့စီမံခန့်ခွဲမှုအဖွဲ့ဟာ PFV နဲ့လည်းဆွေးနွေးမှုတွေပြုလုပ်နေပြီးဂျွန်လအပြောင်းရွှေ့ကာလမတိုင်မီစောပိုင်းမှာပြီးမြောက်အောင်လှုပ်ဆောင်ဖို့စဉ်းစားနေရလို့လည်းသိရပါတယ်အသက်18နှစ်အရွယ်ကွင်းလယ်ကစားသမားအိုင်ရီယန်လာဒိုဟာဒလိုင်းတင်းမှာဟန်ပါပြီးအသင်းကနေပြောင်းရွှေ့ပြီးကိုမိုမှာလက်မှတ်ရေးထိုးခဲ့ပါတယ်အဆုံးထိအားပေးကြတဲ့ဘောလုံးပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်အားကစားသတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမလို့ကိုဆိုရဲ့ YouTube channel လေးနဲ့ TikTok account လေးကိုလည်း like and subscribe လုပ်ထားပေးပါဦးနော်